lì nè cái na dây nụ màu nằm mà ngà rốt phê gà đồ gồ hò rì bông na dì lệ thê lại cho mà nè tù rè ít đi ý gà đồ bác gà mấy đà wà đầy đà dì phê khoa gà già gông đi phê yuê bao khả nê lê đào chà gà nhé dì đồ gà na wà yào là già gông đi phê yuê bà đồ mì nì gà dì bro ma cha ông cha yong ni ye be na ma ni li yin tu bông khô ne ja gong phi mong da ma ne yaw do phi ga ti bông na let thin do ko the ro me le tu de so pi ma a ta li tik tik mong da ma ne yaw let chin chit thwat la pi ma bro ma cha gan ji bet ko thwat la da ai di ma cha yong ni de ye be na ma bông khwe ne jaသူစကားပုံနာကဇာလီနဲ့ကနာစိန်ကိုမမြင်တဲ့ခါကြတော့ဘာပြောလို့ဆိုတော့ညံ့ညံ့လှူအောင်ဆိုပြီးတော့အလောင်းတော်ဝတ်တန်တော်နှိပ်ကွက်ပြီးတော့ပြောတာတင်ကငယ်ကတော့သားနဲ့သမီးကိုလှူမယ်လို့ပြောတယ်တဲ့အခုကြတော့မလှူရင်တာနဲ့တခြားရှောင်ခိုင်းထားတဲ့မို့လားတဲ့ဒါတင်တို့ရဲ့သူတော်ကောင်းအဖြစ်လားတဲ့နှိပ်ကွက်ပြီးတော့စကားပြောတော့အဲ့ဒီမှာဝတ္တန္တရမင်းကြီးဒီသဟတာသောတလရဲ့ဥထိတ်တော်ဝါချခဲ့သည်ဖြစ်၍ချက်ချင်းထလာပြီးမှဘုံမှာကြာကံဘက်ကိုလာပြီးသားနဲ့သမီးကိုရှာတာအဲ့ဒီမှာကြောက်လွန်းလို့ဆက်ဆက်တုံပြီးတော့ကြာယုံကြီးရဲ့ဘေးနားမှာပုံကွယ်နေတဲ့သားနဲ့သမီးလည်းတွေ့ရောတတာဥတ္တနဲ့သမီးတို့ဧထလာကြပါကွယ်မေရှင်ငါဣဒနာပါရမီယဒါနပါရမီအန္တရာယအန္တရေကိုမာကထမင်းတို့မလုပ်ကြပါနဲ့မမငါဘဂိဒါနိဇာတယံပေကံစွန်ကြည်ခြင်းနဲ့အလူစန္ဒဒါနိဇာတယကိုဘူရေထပြည့်စေကြပါလောဒါနပါရမီအဖေကိုခံမီးတော်ကိုကူပြီးတော့ဖြည့်ကြပါတဲ့ပါရမီဖြည့်ပါတဲ့ပြည်ကြီးပါဖြည့်ပါတဲ့တာရုသမီးတို့အဖေရဲ့ဌာနပါရမီဖြည့်ကြပါအယံပြမနောဟောဒီပုံနာကြီးသည်တုံမေတင်တို့ကိုစေတုတရံစေတုတရပြည်သူကေတော်ဝါခေါ်ဆောင်သွားပြီးလင်တုံမာကံတင်တို့၏အယကတအဖို့ဖြစ်သောသင်္ဇယမဟာရာဇတသိဉ္စီမင်းကြီးတန်တိကံအထံသို့ကမိတ္တိခေါ်ဆောင်သွားပါလိမ့်မည်တာတို့တမီးတို့လက်ချခေါ်သွားမှာမဟုတ်ဘူးတဲ့သူစိတ်ကလည်းဇေတုတရာကိုပဲခေါ်သွားစေခြင်းတာပုံနာပေကကတ်လုံးနေတာဇေတုတရာတင်တို့ရဲ့အဖိုးရှိရာခေါ်သွားမှာပါတခြားခေါ်သွားမှာမဟုတ်ဘူးတဲ့ကလေးတွေအကြောက်ပြေအောင်တက်တာရအောင်ပြောပြတာဇာလီသာရောဇာလီတွင်တင်သည်ပုစိတ်သောသူကျွန်းပြမလွတ်မြောက်လိုသောသူသည်တာစီဟောတုကမောကဲ့၍ဖြစ်လိုပါれဆိုရင်တဲ့တာလီဇာလီကအကယ်၍ပုံနာကြီးရဲ့ကျွန်းဖြစ်ကလွတ်မြောက်လိုတဲ့ဆိုရင်ဣမတပြမနတဟောရိပုံနာအားနေကတာတရွှေစင်နေခတထောင်ကိုတတဝါပြပြလျင်ဘုဇေတောသူကျွံပြမလွတ်သောသူသည်ဘဝေယသည်ဖြစ်နိုင်ပါလိမ့်မည်ငါသားလေးကပုံနာကြီးရဲ့ကျွံဖြစ်ကလွတ်ခြင်းနဲ့ဆိုရင်ရွှေနန်းတော်ရောက်တဲ့အခါမှာဘိုးတော်ဘုရားများကိုပြောပြပြီးတော့ဟောတိပုံနာကြီးကိုရွှေစင်နိခတထောင်ပေးလိုက်ပါရွှေစင်နိခဗလားအဲ့ဒီလိုတန်ဖိုးဖြတ်ပြီးတော့လှူလိုက်တာပေးလိုက်ပါတဲ့အဲ့လိုဆိုလို့ရှိရင်တင်ကြွန်ဖြစ်ကလွတ်ပါလိမ့်မယ်ကန္နာဇိနေသမီးလေးကန္နာဇိတွန်ပနာသင်္ဃရောဣမန္တပြမနတဟောရိပုံနာကြီးအားဓာတတတံကျွန်းယောက်ျားကတရားကျွန်းယောက်ျားဘလောက်ဓာတိတတံကျွန်းမိန်းမကတရားကျွန်းမိန်းမလည်းအတ္တတတံမြင်းတရားအဋ္ဌိတတံစင်တရားတဲ့မြင်းကလည်းတရားစင်ကလည်းတရားဥဒ္ဒဘတတံနွာလာဥဒ္ဒဘကလည်းဘယ်လောက်တုံးတရားနိခတတံရွှေစင်နိခ
တရားဣတိဧသောတပ္ပတတ္တလုံးစုံတရားစီကိုတတ္တဝပိပိလျင်တောတင်ချစ်သမီးသည်ဘုစိတ်သာသူကြုံဖြစ်မှလွတ်သည်ဘဝေယတိဖြစ်ပါလိမ့်မယ်ချစ်သမီးငါသမီးလေးအကယ်၍ဒီပုံနာကြီးရဲ့ကြုံဖြစ်ကလွတ်မြောက်ခြင်းနဲ့ဆိုရင်နန်းတော်ရဲ့ရောက်တဲ့အခါဖူးဖွားများကိုပြောပြပြီးတော့ဟောဒီပုံနာကိုဂျုံယောက်ျားတရားဂျုံမိန်းမတရားပေးလိုက်ပါအဖို့ဖြတ်ပြီးတော့မှသားနဲ့သမီးကိုအဲ့မှာရှင်တရားမြင့်တရားနွားလာဥဒ္ဓဘတရားရွှေစင်နေခတရားသမီးလေးကပေးလိုက်ပါလို့အဖို့ဖြတ်ပြီးမှလှူတာအဖို့ဖြတ်ပြီးတော့လှူတာသားတို့သမီးတို့တဲ့ဖခင်ရဲ့ပါရမီဒါနပါရမီပြည့်အောင်ဖြည့်ရပါဆိုပြီးမှလက်ဆွဲပြီးသင်္ကန်းကြောင်းစီခေါ်လာတာဘိဓါကြီးပဲခေါ်လာပါလေဘုံနာကြီးရဲ့အနီးတဲ့ရောက်ပေါ်ကမ္မန္တလုနာယေကယဖြင့်ဥဒကံဤကိုကဟိတဝယူဆောင်ပြီးလျင်သဗ္ဗညုတညာနတသဗ္ဗညုတရွှေဉဏ်တော်ဤပစ္စယအကြောင်းအထောက်အပံကိုကတဝပြုလုပ်သည်ဖြစ်၍ဗျမနတသုတကဘုံနာဤဟတ်တေလက်၌ဥဒကံဤကိုပါတိတဝသုံးချပြီးလျင်အယမပထဝီမဟာပထဝီနှသိလေသောအထုရှိတဲ့ဤကဘာမြေကြီးကိုဩနာရိယံတော်ပဲ့တင်းကိုထပ်စေသည်ဖြစ်၍ပိယဗုဒ္ဓဒါနံချစ်လန်းစွာသောသာသမီအလိုဒါနကိုအာရာတိကောင်းစွာမသွေဆုံးလွတ်လူရန်လိုက်ပါပေတည်း